တို့နိုင်ငံငပြင်းနေနော်ဘုန်းကြီးတွေလည်းပြင်းတယ်စင်ကာပူမှာတပည့်တော်တို့သွားတယ်ဥပဒေတပည့်တော်တို့သွားတယ်ရှင်များဒီလိုနိုင်ငံရောက်ပြီဆိုရင်ရှင်များတို့အရင်ဆွန့်ကပ်ပြီးတော့လူဝယ်လေးတွေလူတယ်မို့လားစင်ကာပူမှာမရဘူးရှင်များတို့ရွေးတရားဖက်တရားအရင်ရုပ်အလုပ်လုပ်ပြီးမှသူကလူတာဘုန်းကြီးလူတာအဲ့ဒီတိုင်သွားတာအမဆိုတော့တပည့်တော်တို့ကကော်ဖီလေးတစ်ခွက်တောက်တယ်ဗျာနော်ကော်ဖီတစ်ခွက်တောက်တာ$8ဆိုတော့စင်ကာပူဒေါ်လာ$2ပို့တယ်ဇွဲတို့လေးကကိုဒေတာမလို့တော့မဟုတ်တနာစရာကောင်းလို့တော့မဟုတ်ကိုစိတ်ပေးကျင်လို့ဆိုပြီးတော့အဲ့ကျန်တဲ့$2ကိုပေးခဲ့တယ်ပေါ့ tip money ပေါ့အပုံငွေလေးပေးအဲ့နှစ်ထောင်ချမှာတော့စေဝမအလကားမပေးရ$1000သားတောင်အလကားမရတခုခုတူဆိုးပြမလားကပြမလားပုံဆွဲပြမလားတခုလုတ်ပြပြီးမှပေးရစင်ကာပူမှာအလကားယူချင်သိမထည့်ရင်များအားချောင်းပြီးတော့ပြီးအလကားမပေးအောင်တော့$1200သားတောင်အလကားပေးလို့မရသပွဲတို့ဝိတာဆိုပြီးတစ်မန်နီပေးလို့မရတကဘာလုံးမှာတစ်မန်နီတားထားတာသင်္ကူနိုင်ငံမှာရှိအမေရိကန်တော့တစ်မန်နီပေးလို့ရ TMB တစ်မန်နီနည်းမဆိုးသလောက်လေးပို့တယ်လေရော့ကွာမင်း$50ဟိုတပြားတော့မပေးရအတပြည့်တို့ဘိုးဘွားရိတ်တာတွေပါလေသွားလူမယ်မို့လားအနေဆိုဟိုကတစ်ရှူးလေးဖြစ်ဖြစ်သူပြန်ပေးတယ်ဘိုးဘွားတွေအစား